ကောင်မလေးကရှောက်ကိုနမ်းလိုက်တဲ့နောက်တစ်စက္ကန့်မှာပဲကောင်းကင်ကနေသူတို့စီကိုလျှက်စီးတိုက်ရိုက်အဆင်းလာပါတော့တယ်တကယ်တော့ဒါဟာကောင်မလေးရဲ့ဖခင်တိုက်ထားခဲ့တဲ့ကျိန်စာကြောင့်ပါအဲ့ဒီကျိန်စာကတော့ကောင်မလေးပထမဆုံးနမ်းလိုက်တဲ့သူဟာလျှက်စီးအပြစ်ခံရမှာဖြစ်ပြီးအဲ့ဒီအချိန်ကစလို့ကောင်မလေးခံစားရသမျှနာကျင်မှုတွေကိုပါအဲ့ဒီလူကခံစားပေးရမှာပဲဖြစ်ပါတယ်ရှောက်ကတော့မနဲ့နိုးလာတဲ့အခါဒါတွေကိုအိမ်မက်လို့ပဲထင်နေခဲ့တာပါသူ့ဘေးမှာကောင်မလေးကိုတွေ့တဲ့အခါစိတ်နှောက်ယှက်ဖြစ်ပြီးထားခဲ့ပေမဲ့သူတို့နှစ်ယောက်ရဲ့ကံကြမ္မာကတသားတည်းဖြစ်သွားခဲ့ပြီဆိုတာသူမသိသေးပါဘူးဆရာဝန်ကကောင်မလေးကိုဆေးထိုးလိုက်တဲ့အချိန်မှာရုပ်မှာရုတ်တရက်အသေးခိုက်အောင်နာကျင်သွားရပါတယ်လျှက်စီးအပြစ်ခံရလို့နောက်ဆက်တွဲဖြစ်တာလို့သူထင်ခဲ့ပေမဲ့ဆရာဝန်ကတော့ဘာမှမတွေ့ပါဘူးအဲ့ဒီမှာတင်ရှောက်ကမနက်ကအိမ်မက်ကိုပြန်တရိယာသွားပြီးကျင်းစာကတကယ်ဖြစ်နေပြီဆိုတာနားလည်သွားပါတော့တယ်။ကောင်မလေးဘယ်နေရာမှာပဲထိခိုက်နာကျင်ပါစေဆိုကပါတစ်ချိန်တည်းမှာပဲအဲ့ဒီနာကျင်မှုကိုအတူတူခံစားနေရပါတယ်။အဲ့ဒီအချိန်မှာကောင်မလေးရဲ့ဆေးဆက်ထားသူကကောင်မလေးရဲ့ပါကိုရိုက်လိုက်တဲ့ခါမှာလဲခေမာနာလုံးလို့တွန့်သွားရပြန်တယ်။တကယ်တော့အဲ့ဒီဆေးဆက်ထားသူကဖောက်ပြန်နေတာဖြစ်ပြီးဆေးဆက်ပွဲကိုလည်းဖျက်မပေးခြင်းနဲ့သူပါ။ကောင်မလေးကဘာမှမတတ်နိုင်တဲ့အစုံဒေါသထွက်ပြီးနယံကိုလက်နဲ့ထိုးလိုက်တဲ့ခါမှာတော့ဆေးတယောက်တူးပါထောက်ကြပြီးအလူးလဲခံစားလိုက်ရပါတော့တယ်။ဒီနာကျင်မှုတွေကနေဝေးအောင်ဆိုပြီးဆရာကကောင်မလေးကိုသူ့အိမ်ခေါ်လာပြီးအခန်းထဲမှာပိတ်ထားလိုက်ပါတယ်။ဒါပေမဲ့သူ့တငယ်ချင်းကတော့ဒါကအခွင့်အရေးကောင်းလို့ပြောလာပါတယ်။ဘာလို့လဲဆိုတော့ဆရာဟာမတော်တဆမှုတစ်ခုကြောင့်အာယုံခံစားမှုတွေပျောက်ဆုံးနေပြီးကလေးမရနိုင်တဲ့အခြေအနေဖြစ်နေလို့ပါအခုလိုနာကျင်မှုကိုပြန်ခံစားနိုင်ပြီဆိုရင်သူ့ရဲ့အမွေဆက်ခံခွင့်ကိုပါပြန်ရနိုင်တယ်လေဒါကြောင့်ဆရာကကောင်မလေးကိုသူ့ဘေးမှာပဲထားဖို့ဆုံးဖြတ်လိုက်ပြီးစိတ်ဆက်ပွဲကိုလည်းဖျက်ပေးလိုက်ပါတယ်ကောင်မလေးကတော့ဆရာကသူ့ကိုတကယ်ချစ်သွားပြီလို့ထင်ပြီးပျော်နေခဲ့တာပေါ့တစ်ဖက်မှာလည်းစိတ်ဆက်ပွဲပြတ်သွားတာကိုတိလိုက်ရတဲ့တစ်ဖက်လူကကောင်မလေးအမေရဲ့ကုမ္ပဏီကိုငွေကြေးထောက်ပံ့မှုတွေဖျက်တောက်လိုက်တဲ့အတွက်ရှယ်ယာတွေထိုးကြပြီးအမေဖြစ်သူပါဆေးရုံတင်လိုက်ရပါတယ်ကောင်မလေးကစိတ်ပူပြီးဖုန်းဆက်နေတော့မှပဲအဲ့ဒီလူကဆေးရုံကိုရောက်လာပြီးသူ့အမေရဲ့အသက်နဲ့ချင်းချောက်ကမင်္ဂလာဆောင်ကိုမဖြစ်မနေတက်ခိုင်းပါတော့တယ်ကောင်မလေးကဟန်ဆောင်ပြီးသဘောတူလိုက်ပေမဲ့တကယ်တော့အဲ့ဒီလူရဲ့နာမည်ပြည့်ရှုပ်ပွေမှုတွေပါတဲ့ memory card ကိုယူပြီးမင်္ဂလာပွဲမှာလူအများရှိဖွင့်ချဖို့ပြင်ဆင်ထားတာပါဒါပေမဲ့မထင်မှတ်ပဲအဲ့ဒီလူကအစီအစဉ်ကိုတည်သွားပြီးဒေါသလက်ကြီးနဲ့ကောင်မလေးကိုတတ်ဖို့ကြိုးစားပါတော့တယ်အဲ့ဒီလိုအန်ရကြုံနေရတဲ့အချိန်မှာပဲဆူကအချိန်မီရောက်လာပြီးကောင်မလေးကိုစားအနှိမ့်ဆက်ခံပေးလိုက်ပါတယ်အဲ့ဒီလူကဆရာကိုတော့မပြန်ရဲပေမဲ့ကောင်မလေးကိုတော့လွတ်မပေးပါဘူးသူတို့အငင်းပွားနေတာကိုကြားပြီးအဖိုးဖြစ်သူရောက်လာတဲ့အခါကောင်မလေးကသူ့ရဲ့ဒူးကဒဏ်ရာတွေကိုပြပြီးအဲ့ဒီလူဟာအကြမ်းဖက်တတ်တဲ့အပြင်အရင်ကတည်းကတစ္ဆာဖောက်နေတာလို့ဖွင့်ပြောလိုက်ပါတယ်ဟိုလူကတော့ memory card ပျက်စီးသွားပြီးအမှတ်နဲ့ကောင်မလေးမှာတက်တည်မရှိဘူးလို့ထင်ပြီးထောင်သွားနေတော့မှာပဲဆီယိုကကောင်မလေးကိုယုံကြည်တယ်လို့ပြောလိုက်ပြီးအဖိုးဖြစ်သူစီမှာကောင်မလေးကိုလက်ထပ်ခွင့်တောင်းလိုက်ပါတော့တယ် subscribe နဲ့ like လေးလုပ်ပေးခဲ့ကြပါဦးဗျ